မျိုးသမီးဟာယောဂဘောလုံးပေါ်မှာနေ့စဉ်69ကြိမ်တုံခါနေလေးရှိပါတယ်။ဒါအပြင်သူမဟာထူးဆန်းတဲ့လှုပ်ရှားမှုအချို့ကိုလည်းမထိန်ချုပ်နိုင်ပဲလှုပ်ဆောင်နေတတ်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ခင်ပွန်းဖြစ်သူကတခုခုမားနေပြီဆိုတာကိုသတိပြုမိသွားပါတယ်။ဒါကြောင့်နောက်တစ်နေ့အမျိုးသမီးယောဂကျင့်ဖို့မသွားခင်မှာသူကအရင်သားစီးလိုက်ပါတယ်။သူကဒီနေ့မှာသူ့ကိုအဖော်ပြုပေးစေချင်ခဲ့တာပါ။ဒါပေမဲ့မျှော်လင့်မထားတာကတော့ယောဂကျင့်ခြင်းဟာအမျိုးသမီးအတွက်ဘလို့မှပြောင်းလဲလို့မရတဲ့နေ့စဉ်လုပ်ရမယ့်အလေးထားတစ်ခုဖြစ်နေခဲ့ပါပြီ။သူမဟာဘာတွေဝေမရှိပဲအိတ်ခမ်းလေးကနေထွက်သွားခဲ့ပါတယ်။အမျိုးသမီးရဲ့ထူးဆန်းတဲ့ပြုမှုကိုကြည့်ပြီးခင်ပွန်းဖြစ်သူကသူတို့ရဲ့အိမ်အောင်ရေးမှာပြဿနာရှိနေပြီလို့ပိုပြီးခံစားလာရပါတယ်။သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာအမျိုးသမီးကကုမ္ပဏီရဲ့ရှယ်ယာ20%ကိုလက်ဆောင်အဖြစ်ပေးအပ်တဲ့အခါအမျိုးသမီးရဲ့ဖခင်ကခင်ပွန်းဖြစ်သူကိုဇနီးအိမ်ကိုလိုက်နေရတဲ့သမက်ဖြစ်ပြီးဘာကြောင့်သူတို့မိသားစုရဲ့ဒေါ်လာတန်းပေါင်းများစွာတန်ဖိုးရှိတဲ့ရှယ်ယာတွေကိုအလကားရရမှာလဲဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်။အမျိုးသမီးကဒီစကားတွေကိုလစ်လျူရှုခဲ့ပေမဲ့ခင်ပွန်းဖြစ်သူကတော့လုံးဝမပျော်ရွှင်ခဲ့ပါဘူး။သူကလူကုန်အလဲမှာကွာရှင်းစာချုပ်ကိုတောင်ထုတ်ယူလိုက်ပြီးအမျိုးသမီးကိုကွာရှင်းဖို့စီစဉ်လိုက်ပါတယ်။အမျိုးသမီးကလူတကာရဲ့လှောင်ပြောင်မှုကိုခံရမှာကြောက်တာကြောင့်ခင်ပွန်းဖြစ်သူကနောက်နေတာပါလို့ပြောပြီးအခြေအနေကိုအမြန်ထိန်းလိုက်ပါတယ်။မျှော်လင့်မထားတာကတော့ခင်ပွန်းဖြစ်သူမှာဆုံးရှုံးစရာဘာမှမရှိတော့တာပါ။သူကအမျိုးသမီးညဘက်ယောဂဘောလုံးနဲ့လုတ်တက်တဲ့အကြောင်းအရာတွေကိုလူသိရှင်ကြားဖွင့်ချလိုက်ပါတယ်။အမျိုးသမီးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲသူမရဲ့လက်ထောက်ကလူအုပ်ထဲကနေပြေးထွက်လာပါတယ်။မျိုးသမီးဘက်ကနေကာကွယ်ပေးချင်တာကြောင့်သူမကခင်ပွန်းဖြစ်သူကားတော်တဆဖြစ်ပြီးစေယုံတက်နေရတော့ကစေယုံခရင်ပေးမှာနင်းညမပြတ်ပြုစုပေးခဲ့တာအမျိုးသမီးဖြစ်တယ်ဆိုတာကိုစေတနာနဲ့တတိပေးလိုက်ပါတယ်။ဒါပေမဲ့အဖောက်ပြန်ခံရတယ်လို့ထင်နေတဲ့ခင်ပွန်းဖြစ်သူကတော့အဲ့ဒီအချိန်မှာစိတ်လွတ်နေပါပြီ။သူကလှည့်ထွက်သွားဖို့လုပ်တဲ့အခါအမျိုးသမီးကတားလိုက်ပြီးရှင်တခြားတယောက်ကိုချစ်သွားတာလားလို့မေးလိုက်ပါတယ်။ဒီစကားကိုကြားချင်းအမျိုးသမီးရဲ့ဖခင်ကရှေ့ကိုချက်ချင်းတက်လာပြီးခင်ပွန်းဖြစ်သူရဲ့ကော်လာကိုဆွဲကင်ကကျေးဇူးမတိတတ်သူလို့ဆွဆွဲပြီးကိုဇနီးကိုဘလို့များတစ္ဆာဖောက်ရတာလဲလို့ပြစ်တင်ပါတယ်။ဒီလူတွေကိုကြိုးကြောင်းပြပြီးပြောလို့မရမှန်းသိလိုက်တဲ့ခင်ပွန်းဖြစ်သူကဆက်မပြောချင်တော့ပဲကွာရှင်းဖို့ပြတ်သားတဲ့စကားတွေကိုပြောဆိုပြီးခမ်းမတွေကနေလန်းကျဲကျဲနဲ့ထွက်သွားပါတယ်။နောက်တစ်နေ့မှာခင်ပွန်းဖြစ်သူပြန်လာတဲ့အခါအမျိုးသမီးကလှပတဲ့အဝတ်အစားတွေကိုအမြန်လဲဝတ်ပြီးသူ့ကိုတောင်းပန်ကကွာရှင်းမဲ့အကြံကိုပြန်ရုပ်သိမ်းစေခြင်းခဲ့ပါတယ်။မျှော်လင့်မထားတာကတော့ခင်ပွန်းဖြစ်သူကဒီတစ်ခါပြန်လာတာဟာသူ့ထုတ်ပိုးတွေကိုသိမ်းဖို့အတွက်ပဲဖြစ်နေပါတယ်။ချက်ချင်းဆိုသလိုအမျိုးသမီးရဲ့သဘောထားပြောင်းသွားပါတယ်။သူမဘာလို့ဒီလောက်တောင်နှိမ့်ချနေရလဲဆိုတာသူမကိုယ်တိုင်မနားလည်တော့ပါဘူး။ဒါပေမဲ့ခင်ပွန်းဖြစ်သူကတော့အကြောင်းပြချက်မရှိပဲဆက်လက်ကောင်းပါနေပါတယ်။သူမကခင်ပွန်းဖြစ်သူကိုဒါဟာအဲ့ဒီယောဂဘောလုံးကြောင့်ဆိုရင်အဲ့ဒါကိုလွှင့်ပစ်လိုက်ပါမယ်လို့တောင်းပန်ခဲ့ပေမဲ့သူကလစ်လျူရှုနေသေးပါပဲ။နောက်ဆုံးမှာတော့အမျိုးသမီးကဒါဆိုရင်ရုံးတော်မှာပဲတွေ့ကြတာပေါ့လို့ပြောလိုက်ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်တရားရုံးမှာရင်ဆိုင်ကြရပါတယ်ခင်ပွန်းဖြစ်သူကရှေ့နေငားရမ်းပြီးအမျိုးသမီးကိုပိုင်ဆိုင်မှုဘာမှမရပဲအိမ်အောင်ရေးကနေထွက်သွားဖို့တရားရုံးကဆုံးဖြတ်ပေးဖို့မျှော်လင့်နေပါတယ်ရုတ်တရက်အမျိုးသမီးကငြိမ်မနေနိုင်တော့ပဲဒီအိမ်အောင်ရေးမှာသူမဘယ်တော့မှတစ္ဆာမဖောက်ခဲ့ကြောင်းခင်ပွန်းဖြစ်သူကဒါကိုအကြောင်းပြပြီးသူမမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုယူဖို့စ조사နေတာဖြစ်ကြောင်းလူတိုင်းရဲ့ရှေ့မှာပြောလိုက်ပါတယ်ခင်ပွန်းဖြစ်သူရဲ့တိုင်တန်းချက်ဟာယောဂဘောလုံးတစ်ခုတည်းကြောင့်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါတရားသူကြီးကလည်းခင်ပွန်းဖြစ်သူရဲ့အယူအဆကိုသဘောမတူပဲတရားစွဲဆိုမှုကိုပလက်ဖို့ပြင်ဆင်ပါတယ်သူမဘက်ကအသာစီးရနေတာကိုမြင်တဲ့အခါအမျိုးသမီးကအခြေအနေကိုပြောင်းပြန်လှန်ပြီးခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်မှုဘာမှမရပဲထွက်သွားစေဖို့အတွက်အိမ်အောင်ရေးအတွင်းသူတခြားမျိုးသမီးတွေနဲ့ရင်းရင်းနှီးနှီးရှိနေတဲ့ဓာတ်ပုံတွေကိုထုတ်ပြလိုက်ပါတယ်တပ်တွေတွေအားလုံးကအမျိုးသမီးဘက်မှာရှိနေတာကိုမြင်တဲ့အခါခင်ပွန်းဖြစ်သူကတပ်တွေရှိတယ်လို့ပြောပြီးထွက်လိုက်ပါတယ်ပြီးနောက်သူကအိမ်တွင်းလုံခြုံရေးဗီဒီယိုကိုပြသခိုင်းပါတယ်တေချာတာကတော့အမျိုးသမီးအိမ်မှာယောဂကျင့်တဲ့ပုံစံဟာပုံမှန်မဟုတ်ဘူးဆိုတာကိုရောက်ရှိနေသူအားလုံးကအံ့ဩတုန်လှုပ်စွာအော်ဟစ်ခဲ့ကြပါတယ်အမျိုးသမီးကတော့သူမပုံစရာနေရာရှာကျင်လောက်အောင်ဖြစ်နေတဲ့အချိန်မှာခင်ပွန်းဖြစ်သူကသူမရဲ့ဂုဏ်သိက္ခာကိုအပီးတိုင်ဖျက်ဆီးဖို့ဒီလောက်ထိရက်ဆက်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူးခင်ပွန်းဖြစ်သူကဒုတိယဗီဒီယိုတစ်ခုရှိသေးတယ်လို့တောင်ပြောလိုက်ပါတယ်ဒါကိုကြားတဲ့အခါအမျိုးသမီးရဲ့လက်ထောက်ကပထမဆုံးထွက်ပြီးအမျိုးသမီးယောဂဘောလုံးကိုဆွဲလန်းနေရတာဟာရေရှည်အလုပ်ဖိအားတွေကြောင့်ပြင်းထန်တဲ့စိတ်ကြယောဂခံစားနေရလို့ဖြစ်ကြောင်းပြောပါတယ်ပြီးတော့ခင်ပွန်းဖြစ်သူဟာအိမ်မှာနေတိုင်းအပြောထိုင်နေုံတင်မကပဲဇနီးဖြစ်သူကိုတန်တရားဝင်နေတာဟာတကယ်တော့ခင်ပွန်းကောင်းတစ်ယောက်မဟုတ်ဘူးလို့ပြောပါတယ်ဒါကိုကြားရတဲ့အခါဘေးကကြည့်နေသူတွေကမျိုးသမီးကိုမတနာပဲမနေနိုင်ဖြစ်ကတယောက်ပြီးတယောက်ကန့်ကွက်ကြပြီးခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်မှုဘာမှမပေးဘဲထွက်သွားခိုင်းဖို့တရားသူကြီးကိုတောင်းဆိုကြပါတယ်ခင်ပွန်းဖြစ်သူတော့သွားပြီလို့လူတိုင်းထင်နေချိန်မှာပဲမျှော်လင့်မထားတဲ့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကလုံခြုံရေးဗီဒီယိုထဲမှာပေါ်လာပါတော့တယ်